ယူနိုက်တက်သမိုင်းကိုပြောင်းလဲသွားစေနိုင်ခဲ့တယ်မဖြစ်ခဲ့တော့အိမ်မက်ပရိသတ်များအားလုံးပဲမင်္ဂလာပါများအဲ့တော့ဖူဘောကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါတယ်ဒီကနေ့မှာဘောလုံးသမိုင်းမှာဖြစ်ခဲ့တဲ့အရာတွေတက်မဖြစ်ခဲ့တဲ့အရာတွေကပိုပြီးစိတ်ဝင်စားစရာကောင်းပါတယ်မန်ချက်နိုင်တက်ပရိသတ်တွေအတွက်ဟိုဆေမော်ရီဟွန်နဲ့ပတ်သက်တဲ့ဒီဇလန်ဟာအဲ့လိုမျိုးမဖြစ်ခဲ့တဲ့အရာတွေတဲကအနာကျင်စရာအကောင်းဆုံးတစ်ခုလို့တင်စားပြောလို့ရပါတယ်ဘာလို့လဲဆိုတော့မော်ရီဟွန်ယူနိုက်တက်ကိုနီးပြဖို့အခွင့်အရေးမရခဲ့တဲ့သူမဟုတ်ပါဘူးတကယ်တော့သူဟာဆာလက်ဖာဂူဆန်နေရာကိုဓာတ်ရိုက်ဆက်ခံဖို့အလွန်နီးစပ်တဲ့အခွင့်အရေးတစ်ခုရရှိခဲ့ပြီးသားဖြစ်ပါတယ်အားလုံးကအစင်းလေးဖြစ်နေခဲ့ပေမဲ့နောက်ဆုံးချိန်မှာတော့ကန်ချမာကဒီဇလန်ကိုတခြားလမ်းကြောင်းတစ်ခုစီပြောင်းလဲပေးလိုက်ပါတယ်2013ခုနှစ်မှာဆာလက်ဖာဂူဆန်ကမန်ချက်နိုင်တက်နီးပြရာတို့ကနေအနားယူမယ်လို့ဆုံးဖြတ်ခဲ့တဲ့အချိန်ကိုပြန်ကြည့်ရင်ဒီနေ့အထိပရိသတ်တွေမင်းနေကြတဲ့မိကုန်းတစ်ခုရှိပါတယ်။ဖာဂူဆန်နေရာကိုဘယ်သူဆက်ခံတင်ခဲ့လဲ။အဲ့ဒီအချိန်မှာယူနိုက်တက်ကဒေးဗစ်မော်ရက်ကိုရွေးချယ်ခဲ့ပေမဲ့ဆာလက်ဖာဂူဆန်ရဲ့စိတ်ထဲမှာရှိနေတဲ့နာမည်ကတော့မော်ရက်မဟုတ်ခဲ့ပါဘူး။သူ့စိတ်ထဲမှာဂျိုဆေမော်ရင်ဟိုရှိနေခဲ့တာပါ။မော်ရင်ဟိုအဲ့ဒီအချိန်မှာဘောလုံးလောကရဲ့အကြီးဆုံးနီးပြတွေကတယောက်ဖြစ်နေမိသားပါ။ပေါ်တိုနဲ့ချန်ပီယံလိဖလားကိုစုခုရရှိခဲ့ပြီးချဲလ်ဆီကိုပရီးမီးယားလိချန်ပီယံဖြစ်အောင်လှုပ်ထားနိုင်ခဲ့တဲ့ပြင်အင်တာမီလန်ကိုထရီပယ်ရယူထားပြီးရီယယ်မက်ဒရစ်ကိုလည်းဘာစတာရဲ့လွှမ်းမိုးမှုတွေကြားကနေလာလီဂါချန်ပီယံဖြစ်အောင်ဦးဆောင်ထားခဲ့သူပါမိုက်ဆာအသင်းတွေကိုကိုင်တွယ်နိုင်ခဲ့တဲ့အတွေ့အကြုံဖျားတွေအောင်မှာအနိုင်ယူနိုင်တဲ့စိတ်ဓာတ်ဒါတွေအားလုံးသူ့မှာရှိနေခဲ့ပါတယ်ဒါကြောင့် Silas အနေနဲ့သူ့ရဲ့နေရာကိုဆက်ခံမဲ့သူအဖြစ် Mourinho ကိုစဉ်းစားခဲ့တာဟာအော်စရာတော့မဟုတ်ပါဘူး Netflix ရဲ့ Mourinho documentary မှာလည်း Mourinho ကိုယ်တိုင်နဲ့ Silas Ferguson တို့ကဒီအကြောင်းကိုပြန်လည်ပြောပြထားပါတယ်အဲ့ဒီဇလန်အရာ Mourinho ဟာ United နီးပြရာတို့ကိုရရှိဖို့အတွက်အလွန်နီးစပ်ခဲ့ပြီး Ferguson နဲ့လည်းဆက်သွယ်မှုတွေရှိခဲ့ပါတယ်အရာအလုံးက United ဘက်ကိုရွေးနေတယ်လို့ပါပဲ Ferguson နေရာကို Mourinho ဆက်ခံမဲ့အိမ်မက်ဟာအကောင့်ထဲပေါ်တော့မဲ့အခြေအနေထိရောက်ခဲ့ပါတယ်ဒါပေမဲ့ဘောလုံးလောကမှာအရာအလုံးဟာအစင်းသင်းဖြစ်နေပြီလို့ထင်နေတဲ့အချိန်မှာပဲအရာအလုံးကိုပြောင်းလဲသွားနိုင်မဲ့အကြောင်းအရာတစ်ခုပေါ်လာခဲ့ပါတယ်။မော်ရီဟိုချဲလ်ဆီကိုပြန်သွားမယ်ဆိုတဲ့ကတိကိုပေးထားပြီးသားဖြစ်နေခဲ့ပါတယ်။သူရဲ့အတိတ်ချဲလ်ဆီရဲ့ပရိသတ်တွေနဲ့ဆက်ဆံရေး Stamford Bridge မှာရှိတဲ့အထူးဆက်နွယ်မှုတွေကဒီဆုံးဖြတ်ချက်အပေါ်အလွန်ကြီးမားတဲ့သက်ရောက်မှုရှိခဲ့ပါတယ်။ United နဲ့ချဲလ်ဆီကြားမှာရွေးချယ်ရမယ့်အချိန်ကိုရောက်တဲ့အခါမှာတော့သူဟာကိုပေးထားတဲ့စကားကိုမပြတ်ချင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့ဆာလက်ဖာဂူဆန်ကိုဆက်သွယ်ခဲ့ပါတယ်။အဲဒီအချိန်ကိုတွေးကြည့်ရုံနဲ့နာကျင်စရာကောင်းပါတယ်။ United အနာဂတ်ကိုသူ့လက်ချဲအပ်ချင်တဲ့ Silas နဲ့အဲ့ဒီခွင့်ရေးကိုလက်ခံခြင်းပေမဲ့ကိုပေးထားတဲ့ကတိကိုမဖျက်ချင်တဲ့ Mourinho ဖာဂူဆန်ကိုပြောတဲ့အချိန်မှာ Mourinho ဟာစိတ်ခံစားချက်တွေကိုမထိန်နိုင်ပဲမျက်ရည်ကျခဲ့တယ်လို့ဖာဂူဆန်ကိုယ်တိုင်ပြန်လည်ပြောပြခဲ့ပါတယ်။အဓိပ္ပာယ်ကတော့ရိုးရှင်းမှာ Silas ကျွန်တော်မလုပ်နိုင်ဘူးချဲလ်ဆီကိုကတိပေးထားပြီးသားဆိုတဲ့စကားတစ်ခုပါပဲ။ဒီဖုန်းခေါ်ဆိုမှုဟာမန်ချက်နိုင်တဲ့သမိုင်းတွေကမမြင်ရတဲ့လမ်းခွဲတစ်ခုဖြစ်သွားခဲ့ပါတယ်။ Mourinho ကချဲလ်ဆီကိုပြန်သွားခဲ့ပြီး United ကတော့ဒေးဗစ်မော်ရက်ကိုခန့်အပ်ခဲ့ပါတယ်။ Mourinho ကအဲ့ဒီကချဲလ်ဆီစာမန်ချက်နိုင်တဲ့ကိုရွေးခဲ့ရင်ဘာဖြစ်မလဲ။ဒီမျိုးရဲ့အဖြေကိုဘယ်သူမှအတိအကျမပြောနိုင်ပါဘူး။ဒါပေမဲ့သမိုင်းကိုပြန်ကြည့် United နောက်ပိုင်းနှစ်တွေဟာအနည်းဆုံးတော့အခုလိုဖြစ်နိုင်ခဲ့ဘူးလို့ခံမှန်းနိုင်ပါတယ်။ Mourinho က2013ခုနှစ်မှာ United ကိုတိုက်လက်ခံခဲ့ရင်သူဟာ Silas ရဲ့အောင်မြင်နေစေအသင်းကိုအစားကနေပြန်လည်တည်ဆောက်ရမယ့်အစား Premier League ချန်ပီယံအသင်းကိုဆက်ခံရမှာဖြစ်ပါတယ်။ Romain Bamassi, Rayoni, Michael Carrick, Rio Ferdinand, Nemanja Matic, Patrick Evra နဲ့ David De Gea တို့လိုကစားသမားတွေရှိနေသေးတဲ့အချိန်မှာအဲ့ဒီအချိန်တွေဟာ Mourinho အတွက်အလွန်ကောင်းမွန်တဲ့စတင်ရာနေရာတစ်ခုဖြစ်နိုင်ပါတယ်။ Mourinho နီးပြပွားကိုကြည့်ရင်လည်းသူဟာအသင်းကိုချက်ချင်းရှင်မြန်နိုင်စွမ်းရှိအောင်ပြောင်းလဲပေးနိုင်တဲ့နီးပြမျိုးပါ။ Silas ချန်နာရေးခဲ့တဲ့အနာရယဉ်ကျေးမှုကိုဆက်ထိန်နိုင်ခဲ့မယ်ဆိုရင် United ရဲ့ Post Ferguson ခေတ်ဟာလုံးဝကိုတခြားလမ်းကြောင်းတစ်ခုရောက်ရှိသွားနိုင်ပါတယ်။အဲဒါကြောင့်ဒီဇလန်ဟာပိုပြီးတော့နာကျင်စရာကောင်းပါတယ်။တခါတော့ United အနာဂတ်ကိုဆက်ခံဖို့တကားပွင့်နေခဲ့သူတယောက်ဟာကိုပေးထားတဲ့ကတိတစ်ခုကြောင့်အဲဒီတကားကိုပိတ်ခဲ့ရပါတယ်။နောက်ဆုံးမှာတော့ Mourinho ရဲ့မျက်ရည်တွေဟာဒီဇလန်ရဲ့အနာကျင်အားဆုံးအပိုင်းဖြစ်လာခဲ့ပါတယ်။ကာလီမှာဘောလုံးမှာစူပလာတွေဂိုးတွေအပြောင်းရွှေ့တွေထက်ပိုပြီးအရေးကြီးတာကဆုံးဖြတ်ချက်တစ်ခုပါပဲ။တကယ်လို့သာအဲ့ဒီက Mourinho က Ferguson ကို Yes ball လို့သာပြောခဲ့မယ်ဆိုရင်ဒီနေ့ကျွန်တော်တို့သိထားတဲ့ United ရဲ့သမိုင်းဟာဒီသမိုင်းဟုတ်ရှင်မဟုတ်နေပါလိမ့်မယ်။